တရုတ်ပြည်ရဲ့ဦးလေးဆိုင်မှာအယောင်ရောင်ဆုံးဟင်းပွဲတစ်ခုဖြစ်တဲ့ကြက်တောင်မန်ကျက်သွန်ဖြူအစိုက်ကျော်လုံးကြီးတွေဝင်ပြပြီးသွားပါမယ်။ဒီချက်နည်းလေးကကြက်တောင်မန်အပြင်ပိုင်းကိုကျွရပြီးအတွင်းမှာနူးညံ့နေတာမို့အခြားချက်နည်းတွေနဲ့မတူပဲဝမွေဆက်ဆက်လေးနဲ့အရင်စားကောင်းပါလေ။ဒီရင်ဆုံးဈေးကဝယ်လာတဲ့ကြက်တောင်မန်တွေကိုအလဲကနေထချင်းချလိုက်ပြီးစကရင်ပေါ်မှာပေါ်လာတဲ့ဟင်းကပ်အမွှေးကြံတွေနဲ့စီလေးနဲ့ငယ်ရဲ့ထဲတမအောင်မွေပြီး15မိနစ်လောက်နှထားလိုက်ပါမယ်။ပြီးရင်စီပူကမှာခုနကနှထားတဲ့ကြက်တောင်မန်တွေကိုထည့်ပြီးရှောင်းတန်းလာတဲ့အထိမီးလဲလဲနဲ့ကြော်ပါမယ်။ခုလိုရှောင်းသမီးကျွတ်လိုက်ရင်ဆက်ထားလိုက်ပါမယ်။ပြီးရင်ခါကိုင်အောင်နုံနုံဆင်းထားတဲ့ကြက်သွန်ဖြူတွေကိုရေထဲမှာခဏဆင်းလိုက်ပါမယ်။ဒီလိုရေဆင်းလိုက်တာကကြက်သွန်ဖြူကိုမခအောင်လို့ပါကြက်သွန်ဖြူလွန်းလွန်းစင်တွေကိုရေပြောင်စစ်ပြီးရင်စီရဲမမုန်ခင်အိုးရဲထက်ပြီးမီးသေးလေးနဲ့အခုလိုနေထားလေးဖြစ်လာတဲ့အထိကြော်လိုက်ပါမယ်ဒီကြော်နီးလေးကကြက်သွန်ဖြူတွေကိုမခပဲစားရတာအရင်ကောင်းပါတယ်ပြီးရင်စီပူအိုးထဲမှာငရုတ်တိအနီးကြက်သွန်ညွေတွေကိုဝေးလာတဲ့အထိကြော်ပြီးရင်ခုနကကြော်ထားတဲ့ကြက်တောင်မန်တွေရဲ့ကြက်သွန်ဖြူတွေရေကိုပါအိုးထဲပြန်ထည့်ပြီးရုတ်တိမုံစားအကြားကြက်သားမုံဝါကြောက်ရုံတက်ကမြိုင်အကြီးကြက်သွန်မရဲ့နည်းလေးတွေပါထည့်ပြီးကြော်လိုက်ရင်အရင်စားလို့ကောင်းတဲ့ကြက်တောင်မန်ကြက်သွန်ဖြူဆက်မွေးလေးရပါပြီအရသာကထုံလုံးဆစ်ဆက်လေးနဲ့မို့အသက်ဆန်းကျိတ်တဲ့သူတွေလိတ်ချက်စားကြည့်တယ်မှာနော်နောက်ထပ်အစားကျင်တဲ့ဟီလီတွေရှိရင်လည်းပြောပေးခဲ့ကြပါအောင်နော်